ပြောင်းမှုကြော်ကိုကလေးတွေအကြိုက်စူစူအီလေးဖြစ်အောင်ဒီလိုမျိုးလေးကြော်မယ်နော်ပြောင်းမှုလေးရရဲ့ကိုစက်တော်လေးရဲ့စားရဲ့ရေးရဲ့နောက်ပြီးတော့ရတာမဟုတ်ရင်ရှားလေးနဲ့ရဲ့တစ်ခါလေးထည့်ပြီးတော့ချက်ပုံစံမျိုးလေးတည်ပြီးတာပေါ့နော်စီထဲကိုတန်းပြီးတော့ပြောင်းမှုဒီတိုင်းကြော်လိုက်တဲ့ခါမျိုးကြာရင်ပြောင်းမှုက6သွားတယ်ပေါ့နော်အဲ့ဒါမျိုးကြတော့ကလေးတွေကကြာတိတ်မကြိုက်ကြဘူးပါခုလိုရေခမ်းကန်လေးကြလို့ရှိရင်ကျိတ်လေးတစ်လုံးမှာဖောက်ပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်